ကန်ကြောက်ဆုံးလာရတဲ့တို့တွေဟာကံကုန်ပြီဆိုရင်ဝေကြရတော့တာပါဘလောက်ပဲချစ်ခင်ပါတယ်ဘလောက်ပဲမြတ်လို့ပါတယ်ပြောသူနဲ့ကိုယ်နဲ့စုံစည်းဖို့ရရေစက်ကကုန်ပြီဆိုရင်တနည်းမဟုတ်တနည်းနဲ့ဝေကြရတော့တာပါလေကြောင်ပဲစုံစည်းခဲ့တဲ့တိမ်တိုက်တွေဟာလေကြောင်ပဲကွဲကွာသွားကြရတာပါပဲကံကြောင်းတရားတွေတိုက်ဆိုင်ပြီးတော့စုံစည်းခဲ့ကြရတဲ့တို့တွေဟာကံကုန်တဲ့တနေ့ကိုယ်တုံကိုပိုက်ပြီးတော့ကိုယ်ကြီးကိုရှေ့ဆက်ကြရမှာပါဒါကြောင့်မတည်ခင်ချစ်ပါအသက်ရှင်နေတဲ့ကာလတော်တွင်မှာသူ့ဘောမှာကိုပေးနိုင်တဲ့မေတ္တာကရုဏာတွေပေးပါစကားတွေကိုချိုချိုတတ်တတ်ပြောပါမတည်ခင်မှာမေတ္တာတရားတွေများများထားပြီးတော့ချစ်ချစ်ခင်ခင်နဲ့မနာလိုဝန်တုံမှုတွေလျှော့ပြီးတော့တဦးရဲ့ဒုက္ခကိုတဦးကဖေးမှကူညီပြီးတော့လူသားဆန်းဆန်းနေထိုင်ကြရမယ်ဒါဆိုရင်ကြောင်းတာလေးကင်းတာပေါ့ဘဝဆိုတာတူတူလေးရဲ့အလုံးဟာလူပြည်လူလောကကိုအလေလာကြတဲ့အိမ်တွေကြည့်ပါမယ်ချိန်တန်တော့လေကိုယ်ထုတ်ကိုပိုက်ပြီးကိုယ်လည်းကိုရှောက်ချရတာပါအကယ်၍ကိုချစ်တဲ့ပုဂ္ဂိုလ်တွေကိုယ်ပေါ်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်လုံးနေစာရောက်သွားပြီဆိုလို့ရှိရင်လည်းပဲသူ့ကိုတတိယတိုင်းကောင်းမှုကုသိုလ်တစ်ခုလုံးပြီးတော့ကုသိုလ်ကိုအမြောက်ဝင်ပေးပါဒါဆိုလို့ရှိရင်ကောင်းမွန်တဲ့ဘဝတွေကိုရောက်ရှိသွားနိုင်ပါတယ်အလုံးပဲတယောက်ရဲ့ဒုက္ခကိုတယောက်ကဖေးမှကူညီနိုင်တော်သူများဖြစ်နိုင်ကြပါစေ